မက်ဆီရိုနဲ့မကြေပွဲနှွှဲဖို့ပြင်သစ်မောင်နေလာပါပြီ။အားလုံးပဲမင်္ဂလာပါဒီလေးတစ်ပတ် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကမ္ဘာ့ဖလားပြိုင်ပွဲကိုရောက်ရှိလာဖို့ကတစ်လပဲလိုပါရတယ်။ဒီတော့ပါဝင်ရှင်ပြိုင်ကြမယ့်အသင်းတိုင်းကသူတို့ရဲ့လူစည်းတွေကိုထုတ်ပြန်ကြေညာလာနေကြပါပြီ။ဒီတစ်ခေါက်ကမ္ဘာ့ဖလားမှာချန်ပီယံဖြစ်နိုင်တယ်လို့ရေပန်းစားနေကြတဲ့အသင်းတွေရှိပါတယ်။လက်ရှိချန်ပီယံအာဂျင်တီးနားအပြင်စပိန်၊ဘရာဇီး၊ပြင်သစ်၊ပေါ်တူဂီ၊ဂျာမနီ၊အင်္ဂလန်စတဲ့အသင်းတွေကလည်းကမ္ဘာ့ဖလားအိမ်မက်ကိုကိုစီမှတ်နေကြပါတယ်။ပြင်သစ်ဟာစာရွက်လူစည်းအတောင်တင်းဆုံးအသင်းဖြစ်ပါတယ်။ပြင်သစ်မှာကမ္ဘာ့စစ်ထိပ်တန်းကစားသမားတွေရှိနေပြီးတော့လူစည်းရင်ကိုမြုံနေရင်တာမန်ပြိုင်ဘက်လောက်ကတော့တုံလုံးသွားစီမှာလည်းဖြစ်ပါတယ်။အထူးသဖြင့်ပြင်သစ်ဟာနောက်တန်းကောင်းမွန်တယ်လို့တိုက်စစ်မှာလက်ရှိကမ္ဘာအကောင်းဆုံးဆိုတဲ့ထိပ်တန်းတိုက်စစ်မှုတွေနဲ့ကြီးပဲဖွဲ့စည်းထားပြီးတော့ကြောက်မက်ဖွယ်ရာလူစည်းတစ်ခုကိုနီးပြစိတ်ကြိုက်ခင်းကျင်းနိုင်မှာလည်းဖြစ်ပါတယ်။ဒီတစ်ခေါက်ကမ္ဘာ့ဖလားဟာဒီဒီယာဒက်စ်ချန်အတွက်အမှတ်တရပါ။ဒက်စ်ချန်ဟာဒီတစ်ချိန်ပြီးရင်ပြင်သစ်နီးပြယာလူကနေအနားယူတော့မှာမို့သူရဲ့နီးပြကြီးကိုကမ္ဘာချန်ပီယံဖြစ်ပြင်သစ်သားတွေနှုတ်ဆက်ချေနေကြမှာလည်းသိကြပါတယ်။ဒမ်မီလီအတွက်ဒီယာဒီကအရေးကြီးတဲ့ပွဲစဉ်ဖြစ်ပါတယ်။လက်ရှိမှာ PSG နဲ့ဖလားလေးလုံးအောင်မြင်မှုထိရရှိထားပြီးသားဒမ်မီလီဟာချန်ပီယံလိနဲ့ကမ္ဘာဖလားသာထပ်ပြီးတော့ရလိုက်မယ်ဆိုရင်တေချာဖို့ဘောလုံးတော်ကိုနှစ်ဆက်တိုက်သိမ်းပိုက်သွားနိုင်မှာမို့လို့ဒမ်မီလီအစွမ်းတွေကိုမြင်ရနိုင်ပါတယ်။ပြင်သစ်ဟာကမ္ဘာဖလားမှာအုပ်စုအိုင်ကနေပါဝင်ရှင်ပြိုင်ရမှာဖြစ်ပြီးတော့အီရန်၊နော်ဝေး၊ဆီနီဂေါတို့နဲ့တအုပ်စုတွေကြားရောက်နေတဲ့အတွက်အုပ်စုအဆင့်ကလေးကခက်ခဲတဲ့ပွဲစဉ်တွေကိုဖျက်ကျော်ရဖို့ရှိနေပါတယ်။ပြင်သစ်တို့သူတို့ရဲ့ကမ္ဘာချန်ပီယံနေရာကိုပြန်လည်သိမ်းပိုက်နိုင်ဖို့အာဂျင်တီးနားနဲ့မကြေပွဲနှွှဲနိုင်မလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။